ရဲ့လာလူခဏခဏမေးတယ်မောင်ကိုပင်ညမန်ဘွားလူနှခမ်းဆူလာရင်ချစ်စရာတစ်မျိုးမို့ကိုယ်စိတ်ထဲမှာပြုံးသလိုပင်ကျင်နာတရားစာဘွားပူလာရင်ချစ်တဲ့အကြောင်းတွေပြောလွန်အားလုံးပဲမင်္ဂလာပါခင်ဗျာအခုကျွန်တော်စမ်းချောင်းဘူဟိုလန်းမှာဖတ်ထမင်းပေါင်းအရန်ကောင်းတယ်ဆိုတဲ့ဆိုင်လေးတစ်ဆိုင်အောင်ရောက်နေတာပါအဲ့ဒီဆိုင်လေးကတော့မွန်းဝေးလေးဖတ်ထမင်းပေါင်းဆိုတဲ့ဆိုင်လေးပါဒီဆိုင်လေးမှာဖတ်ထမင်းပေါင်းကိုကြက်ဝက်အမဲဖိတ်ငါးပစုံကြက်သေးကြက်မြစ်ဆိုပြီးတော့အကျော်နဲ့ရောဟင်းနဲ့ပါရပါတယ်ကြက်သားကြော်တွေမှာဆိုရင်ဗမာကြက်ကြော်ရောစီပီကြက်ကြော်ပါကြိုက်တာရွေးမှာလို့ရပါတယ်ဒါလေးတွေကတော့ကြက်သားဟင်းနဲ့အာလူကြော်နဲ့ပါကော်ပီကြော်နဲ့တို့စရာချင်မောင်ကြော်နဲ့ငရုတ်တီးကြော်လေးတွေပါကျွန်တော်တို့မှာထားလေးတွေအကုန်ရပါပြီဒါလေးကဗမာကြက်ကြော်လေးပါဒါကျွန်တော်တငယ်ချင်းမှာထားတဲ့ဝက်သုံးတက်တာအဆက်ဟင်းပါဒါချင်မောင်ကြော်ဖတ်ထမင်းနဲ့တွဲစားရတဲ့ဟင်းနှစ်ချက်ပါချင်မောင်ဟင်းကြိုဟာလူကြော်နဲ့ကော်ပီကြော်ပါဒါတို့စရာအစုံပါဒါလေးကတော့ငရုတ်တီးထောင်းပါအရင်ဆုံးဖတ်ထမင်းတုပ်လေးကိုဖြီးပါမယ်ထမင်းပူပူလေးထည့်ထားတော့ဖတ်နံတင်းတင်းလေးနဲ့မွှေးနေတာပဲဖတ်ထမင်းနဲ့တွဲစားဖို့ဟင်းနှစ်လေးကိုထည့်ပါမယ်ကြက်ကြော်ပူပူလေးကိုဖဲ့ပြီးတော့ဟင်းနှစ်လေးနဲ့ထိချနေပါတယ်စားပါပြီဟင်းနှစ်လေးကလေချူချူစိမ့်စိမ့်လေးနဲ့စားလို့ကောင်းပါတယ်ဗမာကြက်ကြော်လေးကလေပူပူကျွတ်ကျွတ်လေးဆိုတော့ဖတ်ထမင်းလေးနဲ့လိုက်ဖက်နေရောချင်မောင်ကြော်လေးထည့်ပါမယ်ဟင်းနှစ်လေးထည့်ပါမယ်ဒီလိုတခြားနေပါတယ်ချင်မောင်ကျော်နဲ့ဟင်းနှစ်ချက်ကလေရတာရှိချက်ကြက်ကြော်လေးနဲ့တအားကိုလိုက်တာအာလူကြော်နဲ့ဂေါ်ဘီကြော်လေးထည့်စားပါမယ်တို့စရာလေးတုံမယ်ဖတ်ထမင်းမောင်းကတော့လေတကယ်ကိုစားကောင်းတာဗမာကြက်ကြော်ပူပူလေးနဲ့စားရတာကထမင်းကိုမိန်နေရောပဲကျွန်တော်လိုပဲဖတ်နဲ့တင်းတင်းလေးနဲ့ဖတ်ထမင်းမောင်းကိုဟင်းလက်ရာကောင်းကောင်းတွေနဲ့အရသာရှိရှိသားကျင်နေဆိုရင်တော့မွန်းဝေးလေးဖတ်ထမင်းမောင်းဆန်လေးမှာသွားရသုံးဆောင်ကြည့်ဖို့ recommend ပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ